ကဲအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကိုရီမိုင်အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ကြပါစေဒီဗီဒီယိုဖိုင်လေးကတော့မနက်ဖြန်ကျွန်တော်ကိုမများအားလုံးပဲ28ရက်တောက်ကြနေ့အတွက်ဖြစ်ပါတယ်နေကုံသာတစ်ခါတည်းပြောပြီးတော့မှဖြစ်ပါတယ်ဗျာနော်ကျွန်တော်ကိုမများအားလုံးကကျွန်တော်ဗီဒီယိုဖိုင်လေးကိုကြိုက်နေတဲ့ရင်အပေါင်းလေးနှိပ်အသေးလေးပြီး copy link ယူပြီးတော့အများများလေး share သွားပေးပါခင်ဗျာဒါအားလုံးကိုကျွန်တော်မြင်ရတွေ့အောင်လို့ကျွန်တော်ကိုမများအားလုံး share ပေးပါအားလုံးကစားနိုင်အောင်ပေါ့နော်တောက်ကြနေ့ပွဲသိမ်းနော်ကျွန်တော်စောင့်မျှော်နေတဲ့နေ့ကိုရောက်ရှိလို့လာပါပြီအဲ့ဒီအတွက်ကျွန်တော်ကိုရီမိုင်အားလုံးကိုတောက်လျှောက်ညှိနေတဲ့နော်ပေတိုင်းကဏ္ဍ၄လုံးနဲ့ main ပတ်သီးနဲ့ကျွန်တော်တွဲပြီးတော့ကဏ္ဍ၄ခွက်ထုတ်ပြီးမှဖြစ်ပါတယ်ဗီဒီယိုဖိုင်လေးကိုအပေါင်းလေးနဲ့ daily pay copy link ယူပြီးတော့အများများလေး share သွားပေးပါနော်အဖွဲ့ဝင်တွေကိုကျွန်တော်ပြောချင်ပါတယ်ကျွန်တော်အဖွဲ့ဝင်တွေဖုန်းခေါ်လို့ရပါပြီအဖွဲ့ဝင်ချင်းတဲ့ကိုမများအားလုံးပဲဖုန်းခေါ်လို့ရပါပြီခင်ဗျာကျွန်တော်ဒီဘက်ကအခွေသည်68နှစ်တည်းအခွေနော်ကျွန်တော်68လို့ထွက်တယ်ဗုဒ္ဓဘူးမကြော်ပါနော်ကဲကျွန်တော်နောက်တစ်ခုပြောချင်တာကအရင်ဘက်ကကြကြီးကြောင်ကြတဲ့အဖွဲ့ဝင်များအားလုံးကိုကျွန်တော် short ပြင်မှာဖြစ်ပါတယ် short ပြင်မှာဖြစ်ပါတယ်ကျွန်တော်အဖွဲ့ဝင်အသစ်များကိုဦးစားပေးပြီးဒီတစ်ပတ်မှာလက်ခံမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့နည်းနည်းကြကြီးကြောင်ကြတဲ့လူတွေရှိတယ်နော်ရေရှည်လက်တွဲသွားအောင်မှာကျွန်တော်နဲ့နော်ရေရှည်လက်တွဲသွားမှာဒီတစ်ပတ်တည်းပြီးမသွားအောင်အားလုံးရေရှည်လက်တွဲပြီးတရားရုံကြီးကြီးနဲ့ကစားမယ်ဆိုရင်တစ်လုံးကစားရမှာနော်ဒီလောင်းကစားနော်အကူဒီမရအားလုံးသိပါတယ်ဒီကစားနည်းပေါ့နော်ဒီဗီဒီယိုဖိုင်လေးကိုပေါင်းလေးနဲ့အသေးလေးပေး copy link ယူပြီးတော့များများလေး share သွားပြီးအဖွဲ့ဝင်အသစ်များကိုကျွန်တော်ဖုန်းနံပါတ်မိတ်ဆက်ပေးမယ်။ bio မှာကျွန်တော်ဖုန်းနံပါတ်တင်ထားပေးတယ်။တိုက်ရိုက်ခေါ်ဆို3994546642ဖြစ်ပါတယ်။ဒါကျွန်တော်တယောက်တည်းကင်တဲ့ဖုန်းကျွန်တော်ကိုယ်တိုင်ဖြည့်ပေးမှာနော်။ပြန်ပြောပေးမယ်3994546642ဖြစ်ပါတယ်။ခင်ဗျာအဲ့ဖုန်းကိုတိုက်ရိုက်ခေါ်ဆိုပါအဖွဲ့ဝင်ချင်းနဲ့အကူမများအားလုံးနော်ကျွန်တော်ကိုယ်တိုင်ဖြည့်ပေးမှာဖြစ်တယ်နော်။ YouTube channel ကကိုမများအားလုံးလည်းအဖွဲ့အရင်ဘက်ကမဝင်လိုက်ရအောင်ဒီတစ်ပတ်မှာစောစောလေးဝင်လို့ရတယ်နော်တောက်ကြနေရစပြီးအဖွဲ့ဝင်လို့ရတယ်လာမယ့်ပွဲအတွက်အကောင်းဆုံးကျွန်တော်ကြိုးစားပေးမယ်ကဲဒါဆိုရင်ကျွန်တော်မနက်ဖြန်2ခွန်4ကိုညှိအောင်ထိုးမနက်ဖြန်တောက်ကြနေကုန်2ခွန်4ကိုမညှိရင်ပေါက်ကနမ်းမဖြစ်ဘူးနေကုန်မှာတခါလေးပြောပြလိုက်မယ်နော်ကျွန်တော်ကောင်များအားလုံးကိုမနက်ဖြန်2ခွန်4ကိုကျွန်တော်လုံးမိုင်တစ်လုံးနဲ့ကတ်မယ်အဲ့ဒီလုံးမိုင်က8လုံးမိုင်2ခွန်4ကို8လုံးမိုင်နဲ့ကတ်မယ်82 89 89 84ဆိုရယ်ကဏ္ဍ4ခွဲရတယ်နေကုန်ထိုးတောက်ကြပွဲသိမ်းနေကုန်ထိုးတခါလေးပြောပြနော်10ပိုင်ကို2ခွန်4ကိုနဲ့ကတ်မယ်10ပိုင်ကိုမကြိုက်ဘူးဆိုရင်2ခွန်4ကိုမိမိကြိုက်နေတဲ့ရာကလုံးနဲ့ကတ်ထိုးပေါက်ကနန်းဖြစ်ကိုဖြစ်ရမယ်နော်အမျိုးတွေအားလုံးသိမှာပါအဲ့လောက်ဆိုရင်သဘောပေါက်ပြီနော်2ခွန်4ကိုဒီတောက်လျှောက်ပေးလာတာနော်အပင်ကနေကုန်မပြတ်ဘူးအဖွဲ့ဝင်များကဖုန်းခေါ်ဘိုင်ယိုမှာဖုန်းနံပါတ်ဝင်ကြည့်ပါဇက်ကကျွန်တော်ပါဇက်ကပြောပြတဲ့ဖုန်းနံပါတ်နဲ့ကွက်တိဖြစ်တယ်ဆိုရင်ကျွန်တော်ဓာတ်ရိုက်ခေါ်လို့ရတယ်3994546642ဖြစ်ပါတယ်ဓာတ်ရိုက်ခေါ်ဆိုပါကျွန်တော်ကိုယ်တိုင်ဖြည့်ပေးပါမယ်2ခွန်4ကို10ပိုင်နဲ့ကတ်မယ်82 89 84 89ဖြစ်ပါတယ်အားလုံးပဲကံကောင်းကြပါစေပွဲသိမ်းမှာကျွန်တော်ကိုယ်ဒီမိုင်အားလုံးအသက်ရှူတိုင်းငွေတွေဝင်ကြပါစေခင်ဗျာအားလုံးကံကောင်းကြပါစေ